အားလုံးပဲမင်္ဂလာပါရှင် Costing MM Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ကလေးအယုတ်တရံမန်ဒီအယုတ်လေးအကြောင်းကိုပြပြပေးသွားမှာပါဒီအကြောင်းအရာလေးကိုမစခင်မှာ channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ဦးနော်အမျိုးသားတယောက်ဟာဆိုရင်လေယာအင်အောင်တစ်ခုကနေကလေးမလေးတယောက်ရဲ့အုံငုံနေတဲ့အတန်ကိုကြားခဲ့ရပါတယ်ထူးဆန်းတာတစ်ခုကအဲ့ဒီအိမ်ကြီးကလူမနေပဲဆွပြစ်ထားတာနှစ်ပေါင်းတော်တော်ကြာနေပါပြီအိမ်ကြီးကကျိုးပဲ့နေပြီးတော့လူမနေတာဟာနှစ်90လောက်ရှိနေပါပြီ။ဒါဆိုရင်အဲ့ဒီအိမ်ကြီးထဲမှာငိုနေတဲ့အတန်တွေကရှိနေရမှာမဟုတ်ဘူးလေ။ဒါနဲ့ပဲအမျိုးသားကအိမ်ပတ်လက်ကိုလိုက်ကြည့်ပြီးတော့တကားရှိကိုလမ်းလျှောက်လာခဲ့လိုက်တယ်။ဘေးဘက်ဝင်ချင်းကိုတစ်ချက်ကြည့်ပြီးတဲ့အခါမှာတော့တကားကိုခောက်လိုက်ပါတယ်။ဒါပေမဲ့ဘသူမှတကားလာမဖွင့်ပေးခဲ့ပါဘူး။အိမ်ထဲကနေကလေးမလေးရဲ့ငိုတန်ကြားနေရတာမို့တကားကိုဆက်ပြီးတော့ခောက်နေခဲ့ပါတယ်။နောက်ဆုံးဘသူမှတကားလက်မဖွင့်ပေးတဲ့အခါမှာအမျိုးသားရဲ့စိတ်ထဲမှာထင်ခဲ့တာဟာကလေးမလေးအထဲမှာပိတ်မိနေတယ်ထင်ပြီးတကားကိုဖောက်ပြီးတော့ဝင်ခဲ့ပါတယ်။အိမ်ထဲကိုရောက်ချင်မှာပဲအိမ်ကြီးကလုံးဝကိုမှောင်မဲနေပြီးတော့ဖုံတွေပင့်ကူအိမ်နေနဲ့ပြင်းနေနေခဲ့ပါတယ်။ဒါပေမဲ့ငိုနေတဲ့ကလေးမလေးရဲ့အတန်ကမြေအောက်ခန်းတစ်ခုကနေလာတဲ့အတန်မျိုးဖြစ်တာမို့မြေအောက်ခန်းဘက်ကိုဆင်းနေလေကားစီကိုရှောက်လာခဲ့လိုက်ပါတယ်။အမျိုးသားမြေအောက်ခန်းကိုရောက်ချင်မှာပဲကောင်မလေးရဲ့အတန်ဟာချက်ချင်းဆိုသလိုရပ်သွားခဲ့ပါတယ်။နောက်ပြီးသူမြင်တွေ့လိုက်ရတာကကောင်မလေးတယောက်ကအယုတ်ကိုပိုက်ပြီးတင်နေခဲ့တာကိုမြင်ခဲ့ရပါတယ်။သူမဘယ်တော့ကပိတ်မိနေခဲ့ပြီးတင်နေလဲဆိုတာကိုတော့မသိပေမဲ့သူမရဲ့ခန္ဓာကိုယ်ကအယိုးစုတတာပဲရှိပါတော့တယ်။ဒါဖြင့်ဒီအောက်ထပ်မှာခုနကကြားခဲ့ရတဲ့အတန်တွေကဘယ်ကနေပြီးတော့လာတာလဲ။ကောင်မလေးကြိုက်ထားတဲ့အယုတ်လေးကဆိုရင်မန်တီတတော်အယုတ်လေးပဲဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့နှစ်တိတ်ကျလာပြီးတဲ့အခါမှာအယုတ်လေးဟာအဲ့ဒီမြို့လေးမှာနေတဲ့မိသားစုလေးတစ်ခုစီကိုရောက်လာခဲ့ပါတယ်။မိဘတွေအနေနဲ့ကကြောက်လဲဒီအယုတ်လေးဟာသူတို့သမီးဆော့ဖို့အတွက်တာမန်အယုတ်တရုတ်လိုပဲထင်ခဲ့ကြတာပါသူသမီးကတော့အယုတ်ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကြောင့်အယုတ်အသက်ဝယ်ပြီးပို့တာပူစားခဲ့ပါတယ်အဲ့ဒါနဲ့ပဲမန်ဒီအယုတ်လေးကိုမြေအောက်ခန်းထဲမှာပဲထပ်ပြီးတော့တင်ထားလိုက်ပါတယ်ဒါပေမဲ့ညဘက်တွေကျရင်မြေအောက်ခန်းကနေငိုနေတဲ့အတန်ကိုကြားရပြန်ပါတယ်သူမအတန်တွေကြားလို့စဉ်းကြည့်လိုက်တဲ့အခါကျရင်ငိုနေတဲ့အတန်တွေကလည်းရက်သွားပြီးဘာမှလည်းရှိမနေခဲ့ပါဘူးတခါတလေမြေအောက်ခန်းတကားတွေကပွင့်နေတာကိုတွေ့ရတတ်ပြီးတော့အယုတ်ကလည်းကြမ်းမြေပေါ်မှာရောက်နေတတ်ပါတယ်အယုတ်ရောက်လာကြတဲ့ကဒီလိုမျိုးအတန်တွေကစတိုက်ကြုံလာရပြီးအဲ့ဒီအယုတ်ကိုသူမကိုယ်တိုင်လည်းတဖြည်းဖြည်းကြောက်လာခဲ့ပါတယ်။ဒါနဲ့ပဲသူမကအယုတ်ကိုပြတိုက်မှာသွားလူဖို့လုပ်ခဲ့ပါတယ်။ပြတိုက်ကတော့ရိုးရိုးတာမန်ရှိအောင်ပစ္စည်းတွေပဲပြသပြီးတင်ထားတဲ့ပြတိုက်တစ်ခုပါ။ဒါပေမဲ့ဒီအယုတ်လေးကတရေချောက်ပြီးထူးဆန်းတာတွေကြုံရလို့ဒီပြတိုက်မှာလက်အပ်တာလို့ပြောရင်လက်မခံမှာစိုးရိမ်တဲ့အတွက်ကြောင့်အယုတ်ဟာရှိအောင်ပစ္စည်းတစ်ခုဖြစ်ပြီးဖြစ်စီလို့လည်းလွယ်တာမို့သူမသမီးစောတဲ့အခါပြတ်မှာစိုးရိမ်တဲ့အတွက်ပြတိုက်မှာလာထားတာလို့ပြောခဲ့ပါတယ်။ပြလိုက်တဲ့ကအလုပ်သမားတွေအနေနဲ့ကလည်းအယုတ်ရဲ့အိုဟောင်းပြီးရှစ်ကစ်ကပြသနေတဲ့လက်ရာကိုကြည့်ပြီးတော့မန်ဒီတတော်ဆိုတဲ့အယုတ်လေးကိုလက်ခံခဲ့ကြပါတယ်။အဲ့ဒါနဲ့ပဲအယုတ်လေးကိုပြလိုက်တဲ့မပြတတ်ခင်မှာပြုတ်ပြစ်ပေးတဲ့စကန်ကိုတည်သွားပြီးစစ်ဆေးဖို့အတွက်ပလတ်စတစ်အိတ်ထဲမှာထည့်ထားခဲ့ပါတယ်။အကယ်လို့များအယုတ်ထဲမှာပိုးကောင်းတွေဘာတွေများရှိခဲ့လားဆိုတာကိုစစ်ဆေးရန်ဖို့ပါ။ဒါပေမဲ့အဲ့ဒီခါထဲမှာလှုပ်နေတဲ့ဝန်ထမ်းတွေပြောကြတာကတော့အိတ်ထဲကနေလှုပ်ရှားနေတဲ့အတန်တွေကြားရတယ်လို့ပြောပါတယ်။အဲ့ဒီအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာပိုးကောင်လည်းမရှိပဲထူးဆန်းတဲ့အတန်တွေကြားနေရတယ်ဆိုပြီးတော့ကြုံတွေ့လာကြပါတယ်။ဒါပေမဲ့အယုတ်ကိုတိတ်တော့တန်နေရမရှိကြပေမဲ့နောက်ထပ်စစ်ဆေးကတစ်ခုမှမန်ဒီအယုတ်လေးကိုထားခဲ့ပြန်ပါတယ်။နောက်နေ့မနက်မှာတော့အခန်းထဲကပစ္စည်းတွေကရှုပ်ပွားနေတာမျိုးတွေ့ရပြီးပစ္စည်းတိလေးတွေရာဆိုရင်အောက်ကျနေတတ်ပြီးတော့လေးတန်တဲ့ပစ္စည်းတွေကတော့တခြားတနေရာမှာရွေးနေတာမျိုးကိုတွေ့ခဲ့ရပါတယ်။နောက်တော့မန်ဒီဆိုတဲ့အယုတ်လေးကိုရှေးဟောက်ပြတိုက်ရဲ့ရှေ့ဝင်ပေါက်မှာထားပြီးတော့ပြသခဲ့ပါတယ်။ဧည့်သည်တွေကတော့အယုတ်ရဲ့ခြောက်ခြားစရာကောင်းတဲ့အကြည့်တွေဓာတ်ပုံရတဲ့အခါမှာအလင်းတွေတောက်ပွားနေတာမျိုးတွေနဲ့မှန်မျက်နှာပြင်ပေါ်မှာခောက်တဲ့အတန်တွေအဲ့ဒီအယုတ်ကဧည့်သည်တွေကိုလက်ကြည့်နေသလိုမျိုးခန်းစားချက်တွေကိုကြုံတွေ့လာရပြီးတော့အယုတ်အကြောင်းကိုပြတိုက်ကိုတိုင်ချပါတော့တယ်။ဒါနဲ့ပဲမန်ဒီအယုတ်ကိုပြတိုက်ရဲ့အနောက်ဘက်အချမ်းချက်ချင်းပြောင်းရွှေ့ခဲ့ရပါတယ်။အဲ့ဒီပြည့်ရတွေကြောက်ပဲပြတိုက်မှုကအယုတ်ပိုင်ရှင်ကိုပြန်ပြီးတော့အကြောင်းကြားပါတော့တယ်။သူမကတော့အင်အောက်ထက်မှာရှာတွေ့လို့သူများစီကနေရထားတာနဲ့ငိုတန်တွေပစ္စည်းတွေလွှတ်ပစ်တန်တွေသူမကိုယ်တိုင်လည်းကြုံခဲ့ရကြောင်းပြောလာပါတယ်။မန်ဒီအယုတ်ကမြေအောက်ထပ်မှာတည်သွားတဲ့အယုတ်ပိုင်ရှင်ကောင်မလေးရဲ့ဝိညာဉ်ဆွဲကပ်နေတာကြောင့်ပြတိုက်ကဝန်ထမ်းတွေလည်းကြောက်ကြပြီးတခါတလေကြာရင်တော့ပြတိုက်မှုကမန်ဒီအယုတ်ကိုရင်မှာဂီယိုတစိုက်ပိုက်ပြီးတော့ပုတ်တက်ရင်နဲ့လမ်းလျှောက်ထတာမျိုးတွေတွေ့ရတတ်ပါတယ်။အဲ့လိုမျိုးလို့ရတဲ့ကြောင့်ပဲအယုတ်လေးရဆိုရင်အရင်ကောက်လို့တိတ်ပြီးတော့မချောင်းလန်းတော့ဘူးလို့ဆိုပါတယ်။မန်ဒီအယုတ်လေးဟာအခုချိန်ထိကနေဒါရဲ့ပြတိုက်မှာပြလာထားပြီးတော့ဓာတ်ပုံမရိုက်ခင်မှာခွင့်ပြုချက်တောင်းဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဝန်ထမ်းတွေကသတိပေးပါလိမ့်မယ်။နောက်ထောင်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်လည်းဒီလိုအကြောင်းအရာလေးတွေကိုတင်ဆက်ပေးမှာမို့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါဦးရှင်။